ကြုံပြောမြို့နယ်တဲပြွယ်လဲအုပ်စုရာယူကျေးရွာမှာအဖဦးဝင်းနိုင်ဦးအမေဒေါ်တင်နိုင်ဝင်း၏သမီးမဝေစေဦးသည်အထက်ကကွယ်တရာယူအထက်တန်းကျောင်းမှာခဝမတ်အကပ364နှစ်မှမဝေစေဦးသည်ပရိတွဲစာမေးပွဲကိုနှစ်ချင်းပေါအောင်မြင်စွာဖြည့်ဆို့ခဲ့ခြင်းအတွက်ဆွေမျိုးမိဘများဆရာမများနှင့်တငယ်ချင်းများအားလုံးကအထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့်ဂုဏ်ပြုအပ်ပါသည်ဗျာယခုရရှိခဲ့သောအောင်မြင်မှုသည်မိသားစု၏ဂုဏ်ယူဝမ်းမြောက်မှုဖြစ်တဲ့ကဲ့သို့အနာဂတ်အိမ်မက်များစီသို့တက်လှမ်းနိုင်မည်အရေးကြီးသောခြေလှမ်းတစ်ရက်လည်းဖြစ်ပါသည်ဗျာရှစ်ဆက်ရှောင်းလန်းမည်ပညာရေးခီးလန်းနှင့်ဘဝခီးလန်းနှင့်လည်းယခုထက်ပုံမကြီးမားသောအောင်မြင်မှုများကျမ်းမာပျော်ရွှင်မှုများနှင့်ကံကောင်းခြင်းများကိုအမြဲပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ဗျာ DJ Women Womenကြုံပြောမြို့နယ်တဲပြွယ်လဲအုပ်စုရာယူကျေးရွာမှာအဖဦးဝင်းနိုင်ဦးအမေဒေါ်တင်နိုင်ဝင်း၏သမီးမဝေစေဦးသည်အထက်ကကွယ်ရာယူအထက်တန်းကျောင်းမှာခဝမတ်အကပ364နှစ်မှမဝေစေဦးသည်ပရိတွဲစာမေးပွဲကိုနှစ်ချင်းပေါအောင်မြင်စွာဖြည့်ဆို့ခဲ့ခြင်းအတွက်ဆွေမျိုးမိဘများဆရာမများနှင့်တငယ်ချင်းများအားလုံးကအထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့်ဂုဏ်ပြုအပ်ပါသည်ဗျာယခုရရှိခဲ့သောအောင်မြင်မှုမိသားစု၏ဂုဏ်ယူဝမ်းမြောက်မှုဖြစ်တဲ့ကဲ့သို့အနာဂတ်အိမ်မက်များစီသို့တက်လှမ်းနိုင်မည်အရေးကြီးသောခြေလှမ်းတစ်ရက်လည်းဖြစ်ပါသည်ဗျာရှစ်ဆက်ရှောင်းလန်းမည်ပညာရေးခီးလန်းနှင့်ဘဝခီးလန်းနှင့်လည်းယခုထက်ပုံမကြီးမားသောအောင်မြင်မှုများကျမ်းမာပျော်ရွှင်မှုများနှင့်ကံကောင်းခြင်းများကိုအမြဲပိုင်ဆိုင်နိုင်ကြပါစေကြောင်းဆုမွန်ကော